ဟဲ့ငါသမီးထွေးညိုဩဖိုင်ငါရငါကဘာခါရတဲ့သမီးရဲ့မောင်သစ္စာလာရဘာပြောမှာပေါ့ဘာကြီးမောင်လည်းလိုက်ဆွဲတယ်မိုးတယ်လေဒါပေမဲ့ထွေးညိုကထွက်ပြေးဒီဘက်ထိတ်တာရောက်တယ်ညောင်ကိုင်းကပြုတ်မကြထွေးညိုညောင်ကိုင်းနဲ့တဲ့ချမဲ့ကောင်ကအေးတွေပြက်ပြီးတော့ကျိုးဆွဲထားပြီးအဲ့ကျွန်တော်နရင်သွားအုပ်ရတယ်ဟိုမှာထွေးညိုကဒီဘက်ထိတ်ရောက်လာမင်းညောင်ကိုင်းကမကြသေးဘူးထွေးညိုကပါတယ်တကယ်မင်းသမီးဆိုတော့တပတ်ပြန်လှည့်ဘာကြီးမောင်ရေမတားနဲ့တော့ဘယ်လိုလုပ်တာမတားပါဘူးညောင်ကိုင်းကမကြတော့မတားနဲ့ဆိုတစ်ခေါက်ပြန်သွားတော့ဘာကြီးမောင်ကနှခမ်းမွေးထုတ်ပြီးပြီလေသူခမ်းပြီးတော့ဝင်မယ်လို့တော့ထွေးညိုတပတ်လှည့်လာတော့ပြန်ကတ်တော့ကန့်လန့်မဟုတ်ဘူးလို့တတ်ငါသမီးရဲ့သဘောပေါက်လိုက်ပြီဘာကြီးမောင်ကဖြစ်ရတယ်ငါသမီးရဲ့ဖန်900ငါကဘာကိုသစ္စာလန်းပြောလိုက်ပါတော့အဘသွားပြီအဘကြီးဆိုတော့မဟုတ်ကောင်ကျွတ်လွတ်ချထွေးညိုပေါ်မကြောက်ဘာကြီးမောင်ပေါ်သွားကြတယ်ဘာကြီးမောင်ကလောနဲ့ရှေ့ကထွက်တော့ဟိုကောင်လှုပ်ချထွေးညိုကပါတယ်ညောင်ကိုင်းကြီးကိုဘာကြီးမောင်ပေါ်ဖဲဘာကြီးမောင်အလောင်းပွေဖြစ်ရတယ်ဘာကြီးမောင်ရဲ့ဖြစ်ချင်တာတခုဖြစ်သွားတာတခုအလွမ်းပြတ်စားရေးခိုင်းတာဆရာနေရေးခိုင်းလိုက်တာဆိုပြီးလူငယ်တွေကရိုက်မယ်လို့3ရက်လောက်ရှောင်းနေရ